ကျွန်တော်လူကြောက်ရဲ့ super power ဆိုတာဗါလဲတဲ့အဲ့လူကြောက်ကိုမျက်နှာရှိတဲ့ကနေကြည့်ကြမလို့ဗျဘေးတိုက်ပဲချီချီတစောင်းပဲချီချီနောက်ကပဲချီချီအဲ့လူမှန်တန်းသိအဲ့လိုမျိုး super power နော် cherry သင်းမှာရှိရတဲ့အဲ့ဒီလားအဲ့လိုမျိုးမြင်လိုက်တာနဲ့ cherry သင်းမှန်တန်းသိအောက်ဆိုသူအတန်ဟိုရသူချင်းနေရကြောဟိုဒီမှာကျတော့မြန်မာနိုင်ငံမှာအများကြီးပဲထွက်ထားတာလေကာဝါချင်းနေရောသူရဲ့ original ချင်းနေရောနားထောင်လို့ကောင်းပါလေအဲ့ဒါမှ cherry သင်းရဲ့အတန်မလို့ဒါသူ့ရဲ့ super power တစ်ခုပေါ့နော်ဟုတ်တယ်နော် cherry သင်းမှသိတယ်ဒီဘက်ကတော့စားတယ်နော်မချယ်ရီတင်းရဲ့တဲ့အမကိုပြောနေတာရရအောင်မရှိဘူးအမတဲ့မခံပါနဲ့ထိုင်းလို့သွားပြီးပြောင်းလဲပြစ်လိုက်စမ်းပါဘာပြောင်းလဲမှာလဲသူချယ်ရီတင်းအတန်တလောက်ကောင်းတယ်ကြိုက်ကြတယ်ကျွန်တော်တော့ကြိုက်ပါတယ်ချယ်ရီကြက်လေးစိုးလမ်းတော့ဒီတင်းလေး900ဘာလေးလဲဒါတော့အပေါင်းလိုက်ကြလို့ဟုတ်ဘူးလေအတန်မဲနားထောင်ကြတယ်ချယ်ရီသင်းရဲ့အတန်ကောင်းတယ်လေနားထောင်လို့ဘာဒီ comment တွေကဘာလေးလဲတေးသေးလေးရောချယ်ရီသင်းအတန်အဲ့လောက်မသေးပါဘူးချာပြပါလားကြည့်ရလားဟုတ်တယ်ရိုက်တဲ့ကောင်မှန်ညနာတိတ်မမြင်အောင်တော့လူရှိတဲ့တဲ့ကနေရိုက်ပြီးကြည့်ရိုက်ပြီးတင်တယ်ဒါမဲ့လဲဒါချယ်ရီသင်းဆိုတာသူအတန်ကြားလိုက်တာနဲ့သိတယ်ဗျာကျွန်တော်တော့သိတယ်အဲ့လောက်ထိရိုက်ပြီးကြမှာဒီလောက်လေးရိုက်တာလည်းအဆင်ပြေပါဟုတ်လေဒီကကင်မရာမန်မတော်တာလေဘေးတဲ့တဲ့ကနေဖြစ်စတူကြီးရိုက်တာအရှိကနေရိုက်တဲ့ဟာမှာဒါကင်မရာမန်တော်တယ်လို့ပြောရမှာလေဘာတွေလဲ comment တွေရလဲချယ်ရီနဲ့တဲ့တော့ဒါချင်းဆူနေတာလေချင်းဆူနေမှာတော့ performance အတိုင်းပေါ့နော်နည်းနည်းလှုပ်တာရွာတာတော့ရှိမှာဘလို့ညင်ညင်နေရမှာပဲဟာညနာအမှန်ညနာလေးတခြားပြအောင်နော်တီလီကို900ဘာတီတီကို900တယ်ဘာတီတီကို900လေအဲ့တော့ထိတ်လေးတော့ထိတ်ကိုကိုမန်းတဲ့လူတွေကလည်းဘာတွေမန်းအောင်မျိုးကျွန်တော်အချင်းလေးပဲပေါ့နော်အေးဆေးဆေးလေးနားထောင်လိုက်အောင်နော်စာတော့ချယ်ရီတင်းဆိုထားတာတွေကောင်းပါလေကျွန်တော်ကြိုက်တယ်ချယ်ရီသင်းအတန်ကိုခြိုက်တဲ့ပြိသက်တွေအတွက်ပေါ့နော်ကျွန်တော်ဒီသချင်းလေးကိုပြန်ပြီးတော့ဖွင့်ပြပေးကောင်းပါလေချင်းဆိုသွားတာချယ်ရီသင်းတန်ကြားလိုက်တာနဲ့ချယ်ရီသင်းမှန်းသိတယ်အဲ့ဒါ super power ပေါ့နော်အတန်ကိုပဲနားထောင်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်